ပျော်ရွှင်မှုတစ်ခုဖြစ်တည်ရှိပေကဆွဲလန်းမှုတစ်ခုလိုပဲကိုလေးမင်းရဲ့ပြုံးမှုတကယ်မှမောလားအဆုံးသတ်တော့မလာနိုင်ခဲ့ဟိုတည်းရဲ့ဆွဲရင်းနဲ့ပြေပြောက်ခြင်းဝါရောင်ပန်းလေးများလားဒီရောင်ပန်းလေးများလားဖြူရောင်ပန်းလေးများလားမင်းဟာကျင်နာနန်းလေးများစွာကိုဆောင်လမ်းပေးတော့ကရင်မမြင်ငေးရတဲ့ကပါမင်းပါပန်းရများချဝဲပြနေတဲ့လိပ်ပြလေးရောက်လာတဲ့ဖြစ်ဖြစ်တစ်ခုတော့ငါရဲ့စိတ်မတွေးရှင်သက်ရှူမောဆိုမင်းကိုငေးကြည့်တယ်မင်းရဲ့နာနာကိုတော့သမီးလေးလာလုံးကမေးမိတယ်ပန်းတစ်ခွေကိုနန်းရှာရှိကိုမာယူတွေးပေါင်းစုံနဲ့မင်းရဲ့ပြုံးတို့ကိုမေးမရဘူးတဲ့ကန်ချောက်ကူမရတဲ့ယောဂတစ်ခုဖြစ်ရင်တော့ခံယူမယ်သူကိုမပြောမပြဘူးမင်းကိုဆုံးရှုံးအပါကိုငါမခံနိုင်လို့မင်းနောက်ကိုလိုက်တဲ့လူတွေကနေမင်းကိုပိုင်ဆိုင်ဖို့ဆိုတဲ့တတ်တဲ့စိတ်ကိုတွေးလေးတွေးမင်းကိုဖွင့်ရမယ်မင်းကိုကိုရေးလေးပေးရောင်ပန်းလေးများလားနီရောင်ပန်းလေးများလားဖြူရောင်ပန်းလေးများလားမင်းဟာကျင်နာနန်းလေးများစွာခေါ်ဆောင်လမ်းပေးတော့ကရင်မမြင်ငေး